တင်ခုမြင်နေရတဲ့လူတွေကိုကြည့်ပြီးတော့လမ်းမပေါ်မှာအေးဆေးဆေးလမ်းလျှောက်နေတဲ့တာမန်ရက်သားတွေလိုပဲထင်နေမှာပါဒါပေမဲ့တကယ်တော့ဒီလူတွေကတာမန်ရက်သားတွေလုံးဝမဟုတ်ပါဘူးသူတို့အားလုံးကလက်ရှိမှာထောင်ဒဏ်ကြခံနေရတဲ့ရာဇဝတ်သားတွေဖြစ်ပြီးတော့သူတို့လမ်းလျှောက်နေတဲ့နေရာကလည်းကမ္ဘာအန္တရာယ်ရှိဆုံးရာဇဝတ်သားတွေကိုပိတ်လောင်ထားတဲ့အကျဉ်းထောင်တွေကနေရာတစ်ခုမှာဖြစ်ပါတယ်ဟုတ်ပါတယ်အဆောင်တွေလည်းမရှိခြေချင်းလက်ထိတ်တွေလည်းခတ်ထားတာမရှိဘဲနဲ့ကျန်ငါးပွဲဟိုတယ်တစ်ခုလိုမျိုးစိန်ကြနဲ့လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိတဲ့နေရာကတော့နော်ဝေနိုင်ငံရဲ့ကမ္ဘာကျော်ဟောက်ဒန်အကျဉ်းထောင်ထဲမှာပဲဖြစ်ပါတယ်ကမ္ဘာပေါ်ကတခြားနိုင်ငံတွေမှာရာဇဝတ်မှုကျူးလွန်ထားတဲ့လူတွေကိုတန်တိုင်တွေနောက်မှာပိတ်လောင်ပြီးတော့ငရဲခန်းလိုနှိပ်စက်နေတဲ့အချိန်မှာတော့နော်ဝေအစိုးရကဘာကြောင့်ဒီရာဇဝတ်သားတွေကိုတာမန်လူတွေထက်တောင်မှအဆင့်မြင့်ထားပေးထားတာလဲနော်ဝေနိုင်ငံသားတွေကရောသူတို့တွေရဲ့အခွန်ပတ်စံတွေကိုရာဇဝတ်သားတွေအတွက်ဒီလိုမျိုးအသုံးချနေတာကိုမကြည်နဲ့ကြဘူးလားဒီနေ့ဗီဒီယိုထဲမှာတော့တာမန်လူတွေထက်တောင်မှရာဇဝတ်သားတွေကစိန်ကြနဲ့အဆင့်မြင့်နေထိုင်နေရတဲ့နော်ဝေနိုင်ငံရဲ့ကမ္ဘာအလှဆုံးအကျဉ်းထောင်အကြောင်းနဲ့ကမ္ဘာကအတူယူနေရတဲ့ဒီအကျဉ်းထောင်ရဲ့အံ့ဩစရာလျှို့ဝှက်ချက်တွေကိုပြောပြပေးမှာဖြစ်လို့အဆုံးထိကြည့်ဖို့ပြောချင်ပါတယ်ဒီဟော်ဒန်အကျဉ်းထောင်ကိုနော်ဝေနိုင်ငံအရှေ့တောင်ပိုင်းအော်စလိုမြို့နီးကဟော်ဒန်လို့ခေါ်တဲ့မြို့လေးမှာ2010ပြည့်နှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒီထောင်ကြီးကိုအကောင့်ထဲပေါ်တည်ဆောက်ဖို့အတွက်နော်ဝေအစိုးရက10စုနဲ့တနည်းအားဖြင့်10နှစ်ကျော်အချိန်ယူပြီးတော့မှစနစ်တကျစီစဉ်တည်ဆောက်ထားခဲ့တာပါ။ကုန်ကျစရိတ်အရဆိုရင်တော့အမေရိကန်ဒေါ်လာတန်250ကျော်ထိအသုံးပြုခဲ့တာပါ။ဒီထောင်ကြီးကအကျယ်ဝန်းအားဖြင့်ဧက85ဧကအထိကျယ်ဝန်းပြီးတော့ဘေးပတ်လည်မှာတဘာဝအတိုင်းပေါက်ရောက်နေတဲ့တစ်တော်မြေရိုင်းကြီးတွေရှိပါတယ်။ဒါကြောင့်မို့လို့ထောင်ပတ်လည်မှာဆိုရင်တော့လှပတဲ့ blueberry ပင်တွေတခြားသစ်ပင်ကြီးတွေနဲ့တဘာဝတစ်တော်ရှုခင်းတွေကိုနေ့စဉ်မြင်ရမှာပါ။တာမန်ထောင်တွေလိုမျိုးထောင်သားတွေထွက်မပြေးအောင်လို့တတိုင်းကြီးတွေကာထားပြီးတော့လျှက်စစ်စူးကြိုးတွေတန်ဆူးကြိုးတွေတနက်တွေကင်ဆောင်ပြီးတော့ကင်းဆောင်နေတဲ့မျှော်စင်ကြီးတွေတစ်ခုမှမရှိပါဘူး။ပေ20ခန့်မြင့်တဲ့ကွန်ကရစ်တတိုင်းကြီးရှိပေမဲ့အဲ့ဒီတတိုင်းကြီးကိုအကျဉ်းသားတွေမြင်တဲ့အခါမှာစိတ်မွန်းကြက်မှုမဖြစ်အောင်လို့ဆိုပြီးတော့တစ်ပင်တွေနဲ့ကာရံပေးထားပါသေးတယ်။ဒါတွေမကသေးပါဘူး။အဲ့ဒီကွန်ကရစ်တတိုင်းကြီးပေါ်မှာနော်ဝေနိုင်ငံရဲ့နာမည်ကြီးအမှုပညာရှင်တွေကိုအမေရိကန်ဒေါ်လာ1 သန်းနီးပါးအကုန်ကြားခံပြီးတော့နိုင်ငံစည်းရေးပကြီးတွေကိုလည်းရေးဆွဲထားခိုင်းပါသေးတယ်။အဓိကရွယ်ချက်ကတော့ထောင်သားတွေကဒီတတိုင်းကြီးကိုမြင်လိုက်တိုင်းငါတို့ကထောင်ထဲမှာရောက်နေပါလားဆိုတဲ့စိတ်သက်သာမှုကိုမခံစားရစေဖို့အတွက်ပါ။အခုကတော့အကျဉ်းသားတွေနေ့စဉ်နေထိုင်ရတဲ့သူတို့ရဲ့အခန်းအတွင်းအခြေအနေကိုပြောပြပေးမှာပါ။ဒီထောင်ကြီးတစ်ခုလုံးမှာတော့အကျဉ်းသားစုစုပေါင်း250ဝန်းကျင်ပဲလက်ခံထားပြီးတော့အကျဉ်းသားတစ်ယောက်ချင်းစီကိုကိုယ်ပိုင်တည်တံ့အခန်းတစ်ခန်းစီပေးထားပါတယ်။လူအများကြီးစုပြုံတိုးဝေးအိပ်ရတဲ့စနစ်လုံးဝမရှိပါဘူး။အခန်းတစ်ခန်းချင်းစီရဲ့အကျယ်ဝန်းက130စတူရန်ပေရှိပြီးတော့အဲ့ဒီအခန်းတိုင်းမှာဘာတွေပါဝင်လဲဆိုရင်တော့ပထမဆုံးအနေနဲ့အဆင့်မြင့်ရေချိုးကန်းတဲ့အိမ်သာပါဝင်ပါတယ်။နောက်ပြီးတော့ TV တစ်လုံးလည်းရှိပြီးတော့အဲ့ဒီ TV မှာရုပ်သံလိုင်းတွေအပြင်အကျဉ်းထောင်ကတည်တံ့ထုတ်လွှင့်ပေးတဲ့အစီအစဉ်တွေကိုပါကြည့်ရှုနိုင်ပါတယ်။ဒါအပြင်ကိုယ်ပိုင်စာရေးစပွဲအဆင့်မြင့်ကတင်ဆိုဖာနဲ့အသီးအနှံတွေနဲ့အေးတွေကိုထားနိုင်ဖို့အတွက်ရေခဲတစ်တာအသေးတစ်လုံးကိုပါအခန်းတိုင်းမှာအဆင့်သင့်ထည့်သွင်းပေးထားပါသေးတယ်။နောက်ပြီးတော့အခန်းပရင်းပေါက်တွေကိုကြည့်ရင်လည်းတန်တိုင်တွေတန်စကာတွေလုံးဝမရှိပါဘူး။နေကင်းနဲ့လည်းမှာတဘာဝနေရောင်ကြီးကိုကောင်းကောင်းမွန်မွန်ရအောင်နဲ့အပြင်ဘက်ကတဘာဝရှုခင်းတွေကိုကြည့်ရှုဖို့အတွက်ဆိုပြီးတော့အဆင့်မြင့်တဲ့မှန်ထူကြီးတွေကိုပဲတက်ဆင်ပေးထားတာပါ။ဒါဟာအကျဉ်းသားတွေကိုစိတ်ပိုင်းဆိုင်ရာကုထုံးတစ်ခုအနေနဲ့ကူညီပေးရပါ။ဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။အခန်း10ခန်းကနေ17ခန်းကြားမှာစုပေါင်းပြီးတော့သုံးလို့ရတဲ့ပြီးဖို့ကြောင့်နဲ့ဧကန်တစ်ခုစီရှိပါတယ်။အဲ့ဒီဧကန်တွေမှာတော့တက်တာထိုင်လို့ရတဲ့ဆိုဖာကြီးတွေကော်ဖီဝိုင်းတွေနဲ့ဗီဒီယိုဂိမ်းဆက်တွေကိုပါထားပေးထားပါသေးတယ်။ထောင်ကနေအာဟာရပြေဝတဲ့အစားအစာတွေကိုတစ်နေ့3နဲ့ကျွေးပေးမယ်။အကျဉ်းသားတွေကကိုယ်တိုင်ချက်ပြုတ်စားတောက်ခြင်းနဲ့ကိုယ့်ရဲ့လက်ရာကိုတခြားတငယ်ချင်းတွေကိုလည်းချက်ပြုတ်ကျွေးခြင်းနဲ့ဆိုရင်တော့ထောင်တွင်းမှာရှိတဲ့စူပါမားကတ်အသေးလေးမှာဟင်းချက်စရာတွေဝယ်ပြီးတော့စတီးဇွန်ဒါခရင်းတွေကိုအသုံးပြုပြီးတော့စိတ်ကြိုက်ချက်ပြုတ်စားတောက်နိုင်ခွင့်ရှိပါတယ်။တာမန်ထောင်တွေမှာဆိုရင်လက်နက်လုပ်ပြီးတော့ရန်ဖြစ်မှာဆိုလို့တားမြစ်ပိတ်ပင်ထားတဲ့ဒီစတီးဇွန်တွေခရင်းတွေဓာတ်တွေကိုတော့ဒီနေရာမှာပုံမှန်တိုင်းပဲအသုံးပြုခွင့်ပေးထားတာကတကယ်ကိုမယုံနိုင်စရာပါပဲ။အကျဉ်းသားတွေကညဘက်8နာရီကနေပြီးတော့နောက်နေ့မနက်9နာရီခွဲထိဒါအခန်းထဲမှာပိတ်လောင်ခံထားပြီးတော့မနက်9နာရီခွဲရစပြီးတော့ညနေထိကိုအပြင်ဘက်မှာလမ်းလျှောက်ခွင့်စိတ်ကြိုက်သွားလာနိုင်ခွင့်ရှိပါတယ်။သူတို့ကိုထောင်ထဲမှာအလကားအချိန်မဖြုံးစေဘဲနဲ့အပြင်လောကကိုပြန်ရောက်တဲ့အခါမှာ
မှာအသုံးချနိုင်မဲ့အစစ်မြစ်အသက်မွေးဝမ်းကြောင်းပညာတွေကိုလည်းတင်ယူလေ့လာခွင့်ပေးထားပါတယ်။အအောင်စရာအကောင်းဆုံးကတော့အထောင်သွင်းမှာခင်မီအတန်တွင်းစတူဒီယိုတစ်ခုပါရှိနေရပါ။အကျဉ်းသားတွေကဂီတဒူရိယာတွေကိုစိတ်ကြိုက်တီးခတ်နိုင်ပြီးတော့မိမိတို့ရဲ့ကိုယ်ပိုင်တခြင်းအဘံကိုတော့မှထောင်တွင်းစတူဒီယိုထဲမှာသွင်းယူနိုင်ပါတယ်။ဒီထောင်ကနေထွက်လာတဲ့တခြင်းတချို့ကလည်းနော်ဝေနိုင်ငံရဲ့ရေဒီယိုတွေမှာပါနာမည်ကြီးပြီးတော့လူကြိုက်များခဲ့ပူပါတယ်။ဂီတအပြင်ကိုကွန်ပျူတာသင်တန်း၊စက်ပြင်သင်တန်း၊အချုပ်သင်တန်းနဲ့အချက်ပြုတ်သင်တန်းတွေကိုပါ professional တွေနဲ့တင်ကြားခွင့်ပေးထားတာပါ။ကျန်းမာရေးအတွက်လည်းအားကစားယုံကြည်ရေးမှာအစစ်မြစ် fitness ပစ္စည်းတွေအစုံလင်းရှိပါတယ်။ဒါအပြင် indoor တောင်တက်ကစားနည်းတွေ basketball ကွင်းတွေကြက်တောင်ရိုက်ကွင်းတွေပါထည့်သွင်းပေးထားတာပါ။နောက်ထပ်အံ့ဩစရာအကောင်းဆုံးတစ်ချက်ကတော့မိသားစုတွေနဲ့ပါတွေ့ခွင့်ပေးထားတာ။အကျဉ်းသားတွေကတပတ်ကို2ကြိမ်တစ်ခါတွေ့လို့ရှိရင်2နာရီနှုန်းနဲ့အပြေလူနဲ့တီးတန့်သူ့ရဲ့အခန်းမှာလွတ်လွတ်လပ်လပ်တွေ့ခွင့်ရှိပါတယ်။ဒါတွေမကသေးပါဘူးအိမ်ထောင်ရှိရဲ့အကျဉ်းသားတွေနဲ့ချစ်သူရေးစားရှိရဲ့အကျဉ်းသားတွေအနေနဲ့ကိုယ့်ရဲ့မိသားစုဒါမှမဟုတ်ချစ်သူနဲ့တွေ့ဆုံမှုအတွက်ကိုလည်းထောင်ထဲမှာတည်တည်တတ်တတ်တိဆောက်ပေးထားတဲ့အိမ်လေးတစ်အိမ်မှာ24နာရီကနေ48နာရီထိအတူတူအပန်းဖြေအိပ်ဆက်ခွင့်ကိုလည်းအစိုးရကခွင့်ပြုပေးထားတာပါဒီလိုအိမ်လေးမှာတည်တည်တတ်တတ်နေထိုင်စဉ်မှာလည်းထောင်ဆောင်တွေကအနားကိုလုံးဝမလာကြပါဘူးအကျဉ်းသားတွေကိုမိသားစုတွေနဲ့နွေးနွေးထွေးထွေးနေနိုင်အောင်လို့အပြည့်အဝဖန်တီးပေးထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအခွင့်အရေးကိုရဖို့ဆိုရင်တော့ဖခင်ကောင်းတယောက်ဒါမှမဟုတ်ယောက်ျားကောင်းတယောက်အနေနဲ့ဘလို့အရာတွေကိုလုပ်ရမလဲဆိုရဲထောင်သွင်းတင်တန်းကိုတက်မြောက်အောင်မြင်ထားရဲ့လိုပဲဒီခွင့်ရေးကိုရတာပါဒီနေရာမှာအားလုံးလည်းသိကျင်နေမဲ့မိကုန်းတစ်ခုကတော့ရှိပါတယ်။ဘာလဲဆိုရင်တော့ဒီလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့အကျဉ်းသားတွေရှိနေတဲ့နေရာမှာထောင်ဆောင်တွေကဘာလို့လက်နက်တစ်ခုမှမပါဘဲနဲ့ဘယ်လိုမျိုးထိန်းချုပ်ကြလဲ။ထောင်သားတွေရောရံမမှုကြဘူးလားဆိုတာပါပဲ။စိတ်ဝင်စားဖို့ကောင်းတာကဒီဟော်ဒန်အကျဉ်းထောင်မှာရှိရဲ့ထောင်ဆောင်တွေကအနှံ့ဒုတ်မျက်ရည်ယိုပုံစတာတွေကိုလုံးဝကင်ဆောင်ထားခြင်းမရှိပါဘူး။သူတို့မှာပါတာကတော့အရေးပေါ်အခြေအနေမှာအချက်ပေးုံတက်တက်အသုံးပြုရဲစကားပြောဆက်တွေပါပဲ။နောက်ပြီးတော့ထောင်ဆောင်စုစုပေါင်းရဲ့ထက်ဝက်ခန့်ကအမျိုးသမီးတွေဖြစ်နေရပါ။ဘာကြောင့်အမျိုးသမီးထောင်ဆောင်တွေကိုအသုံးပြုရလဲဆိုရင်တော့အမျိုးသမီးထောင်ဆောင်တွေရှိနေခြင်းကအကျဉ်းသားတွေရဲ့ကြမ်းတမ်းတဲ့စိတ်အခြေအနေနဲ့ရန်လိုမှုကိုအလိုလျောက်လျှော့ချပေးလို့ပါ။ထောင်ဆောင်တွေကအကျဉ်းသားတွေကိုအမိန့်ပေးတာ၊အော်ဆဲတာမျိုးတွေလုံးဝမလုပ်ရပါဘူး။သူတို့ရဲ့နေ့စဉ်တာဝန်ကအကျဉ်းသားတွေနဲ့အတူတူအားကစားလုပ်မယ်အတူတူထမင်းစားမယ်တငယ်ချင်းလိုမိသားစုဝင်လိုမျိုးရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံပြီးတော့စိတ်ပိုင်းဆိုင်ရာနှွေးထွေးမှုပေးရတာမျိုးဖြစ်ပါတယ်။နော်ဝေနိုင်ငံရဲ့အကျဉ်းထောင်စနစ်မှာကမ္ဘာကျော်တသနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ normality principle လို့ခေါ်တဲ့တာမန်လူနေမှုစနစ်တိုင်းဖြစ်စေခြင်းပါ။သူတို့ရဲ့အယူအဆရတော့အလွန်ရိုးရှင်းပါတယ်။အကျဉ်းသားတွေကိုထောင်ထဲမှာတရိษံလိုမျိုးဆက်ဆံရင်သူတို့ကထောင်ကထွက်လာတဲ့အခါမှာတရိษံလိုပဲရန်လိုပြီးတော့လူဖွဲ့စည်းကိုပြန်ပြီးတော့ဒုက္ခပေးလိမ့်မယ်။အကယ်၍သူတို့ကိုထောင်ထဲမှာကလေးကလူလိုကောင်းကောင်းမွန်မွန်ဆက်ဆံပြီးတော့ပြုပြင်ပေးမယ်ဆိုရင်ပြန်လွတ်လာတဲ့အခါမှာအမားကိုတည်ရဲ့ကောင်းမွန်တဲ့နိုင်ငံသားကောင်းတွေဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။နော်ဝေနိုင်ငံမှာအကျဉ်းကျရဲဆိုတာကမိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဆုံးရှုံးသွားခြင်းကိုပဲဆိုလိုတာဖြစ်ပြီးတော့ကြံရှိနေတဲ့လူသားတယောက်ရဲ့အခွင့်အရေးတွေဖြစ်တဲ့ပညာသင်ယူခွင့်၊ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်နဲ့ဆန္ဒမဲပေးပိုင်ခွင့်တွေအထိပုံမှန်နိုင်ငံသားတွေအတိုင်းအခွင့်အရေးအားလုံးရှိပါတယ်။ဒီလောက်ထိစိန်ကြကြနေနေရလူတွေအားလုံးကအပြင်လောကမှာဘယ်လိုလုပ်နေတော့မှလဲထောင်ထဲမှာပဲလာနေတော့မှာပေါ့လို့တွေးကောင်းတွေးနိုင်ပါလိမ့်မယ်။ဒါပေမဲ့လက်တွေ့ကိန်းကနန်းအချက်လက်တွေရတော့ပါစအဟောင်းသားဖြစ်သွားစေမှာပါ။ဘာလို့လဲဆိုရင်တော့နော်ဝေနိုင်ငံရဲ့ထောင်စနစ်ကကမ္ဘာပေါ်မှာအကောင်းဆုံးစနစ်တစ်ခုဖြစ်နေလို့ပါ။နိုင်ရှင်ချက်တွေအရအမေရိကန်နိုင်ငံဒါမှမဟုတ်အင်္ဂလန်နိုင်ငံတွေမှာထောင်ကနေလွတ်လာတဲ့အကျဉ်းသားတွေရဲ့85%က9နှစ်အတွင်းပြစ်မှုအသစ်တွေကိုထပ်မံကျူးလွန်ပြီးတော့ထောင်ထဲကိုပြန်ရောက်လာတတ်ကြပါတယ်။ဒါပေမဲ့နော်ဝေနိုင်ငံမှာတော့ထောင်ကလွတ်ပြီးတော့ပြစ်မှုပြန်ကျူးလွန်တဲ့သူနှုန်းက20%ပဲရှိနေရပါ။ဒီဟော်ဒန်အကျဉ်းထောင်တစ်ခုတည်းကိုပဲကြည့်မယ်ဆိုရင်တော့ပြစ်မှုပြန်ကျူးလွန်သူနှုန်းက10%ပဲရှိနေပါတယ်။ဒါဟာကမ္ဘာအနှိမ့်ဆုံးစံချိန်တစ်ခုပါ။စိတ်ဝင်စားစရာကောင်းတာတစ်ခုကဒီဟော်ဒန်အကျဉ်းထောင်စားဖွင့်တဲ့2010ခုနှစ်ကနေစပြီးတော့ယနေ့အချိန်ထိ15နှစ်ကျော်အတွင်းထောင်ဖောက်ပြေးဖို့ကြိုးစားခဲ့တဲ့အကျဉ်းသားတစ်ယောက်မှမရှိခဲ့ပါဘူး။နောက်ထပ်ထူးခြားတဲ့တစ်ခုကနော်ဝေနိုင်ငံရဲ့ဥပဒေမှာတသက်တကျွန်းအမိန့်ချခွင့်မရှိပါဘူး။ဥပဒေအရအမြင့်ဆုံးပေးနိုင်တဲ့ထောင်ဒဏ်က21နှစ်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့အကျဉ်းသားတိုင်းကတနေ့မှာထောင်ကနေပြန်လွတ်လာပြီးတော့လူအဖွဲ့အစည်းမှာပြန်ဝင်ရောက်လာမဲ့သူတွေပဲဖြစ်ပါတယ်။ဆိုတော့သူတို့ကိုရာဇဝတ်ကောင်တွေလိုမျိုးထောင်ထဲမှာပိတ်လှောင်ထားမဲ့အစားတာမန်အရက်သားကောင်းတယောက်လိုမျိုးပြန်လည်ပြုပြင်မွမ်းမံပြီးမှသာရေရှည်မှာနိုင်ငံသားတွေဘေးကင်းဖို့အတွက်အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကိုနော်ဝေအစိုးရကတတိပြသွားခဲ့ရဖြစ်ပါတယ်